မိသားစုထဲမှာကျွန်တော်ကချမ်းသာတဲ့သူဖြစ်လာဖို့ဘယ်တော့မှရည်ရွယ်မထားခဲ့ပါဘူးအဲ့ဒီဂုံပုတ်ကကျွန်တော်ရဲ့ညီမလေးမော်ဂန်နဲ့ပဲထိုက်တန်တာပါသူမကမိသားစုရဲ့အချစ်တော်ကြောင့်ရဲ့ Queen GPA 4.2 ရထားတဲ့မိန်းကလေးဖြစ်ပြီးရှောက်သမျှတက္ကသိုလ်တိုင်းကိုလည်းအောင်မြင်ခဲ့သူပါကျွန်တော်ကတော့အသက်34နှစ်အရွယ်လူအုပ်ကြားထဲမှာဆိုရင်စကားနေပြီးနည်းနည်းတော့နေရခက်တတ်တဲ့ဂျက်စတင်ဆိုတဲ့လူတစ်ယောက်ပါပဲဖက်ရှင်ရေးစည်းကြောင်းတွေအကြောင်းပြောတာဒါမှမဟုတ်ခန်းထားတဲ့မင်္ဂလာဆောင်တွေစီစဉ်တာထက်စာရင်3 လပတ်အစီရင်ခံစာတွေကိုဖတ်ရတာကကျွန်တော်အတွက်ပို့ပြီးတော့တက်တောင့်တက်တာရှိစေပါတယ်ကျွန်တော်ကပုဂ္ဂလိကရှယ်ယာရင်းနှီးမြှုပ်နှံမှုနယ်ပယ်မှာအလုပ်လုပ်တာဖြစ်ပေမဲ့ကျွန်တော်ကိုကြည့်ုံနေတော့ခင်ဗျားတို့သိမှာမဟုတ်ပါဘူးကျွန်တော်ကကောလိပ်တုန်းကတည်းကပတ်ခဲ့တဲ့ဒေါ်လာ60တန်နာရီကိုပဲအခုထိပတ်နေတော့မယ်တက်တန်း10နှစ်ရှိပြီဖြစ်တဲ့Honda Accord ကားကိုပဲစီးတယ်ပြီးတော့လွန်ခဲ့တဲ့2 နှစ်ကမှငွေသားအပြည့်ချေပြီးဝယ်ထားတဲ့အိမ်မှာနေပါတယ်အကျွေးမရှိပြဿနာမရှိကြွားကျင်တဲ့စိတ်လည်းမရှိဘူးအဲ့ဒါကြောင့်ပဲကျွန်တော်မိသားစုထဲမှာကျွန်တော်ဘာလုပ်လို့လဲဆိုတာကိုဘယ်သူမှတကယ်နားမလည်ကြတာဖြစ်မှာပါကျွန်တော်ကလည်းသူတို့ကိုဘယ်တော့မှရှင်းမပြခဲ့ဘူးသူတို့ထင်ထားတာကတော့ကျွန်တော်ဟာဗန္နာရေးဆိုင်ရာတစ်ခုခုမှအလုပ်လုပ်တယ်ပေါ့တခါကကျွန်တော်မေကသူမရဲ့တငယ်ချင်းကိုကျွန်တော်ဟာဘန်ကောင်တာဝန်ထမ်းဒါမှမဟုတ်အဲ့ဒီလိုအလုပ်မျိုးလုပ်နေတာပါလို့ပြောခဲ့ဘူးတယ်ကျွန်တော်ကတော့ပြုံးပြီးခေါင်းမဲငင်းပြလိုက်တယ်ဒါကငွေချေးပြီးအစုရှယ်ယာအပြက်ဝယ်တာတွေနဲ့အတန်တိတ်အကျိုးတူပူးပေါင်းမှုတွေအကြောင်းလိုက်ရှင်းပြနေရတာထက်ပိုလွယ်လို့ပါအထူးသဖြင့်မော်ဂန်ကလူတိုင်းရဲ့အာယုံဆိုင်မှုကိုအမြဲတမ်းသိမ့်ပိုက်ထားတတ်တာကြောင့်လဲပါတာပေါ့ငငယ်တုန်းကလေးကကျွန်တော်ကအရန်လူတစ်ယောက်လိုဒါမှမဟုတ်ပိုနေတဲ့မောင်နှမတစ်ယောက်လိုဖြစ်နေခဲ့တာပါသူမကပီယာနိုသင်တန်းတွေဘဲလေးကပွဲတွေနဲ့ကျူရှင်ဆရာအိမ်ခေါ်ပြီးတင်ယူခွင့်တွေရခဲ့တယ်သူမလေ့ကျင့်နေတဲ့အချိန်ဆိုရင်ကျွန်တော်ကိုငြိမ်ငြိမ်နေဖို့ပြောကြတယ်သူမတခုခုလိုချင်ပြီဆိုရင်အိမ်သူအိမ်သားအားလုံးကသူမရဖို့အတွက်ဝိုင်းကူကြရတယ်တကယ်လို့ကျွန်တော်ကចောင်းစာအတွက်ဖြစ်ဖြစ်ဘဝအတွက်ဖြစ်ဖြစ်တခြားဘယ်ရာအတွက်မဆိုအကူအညီလိုပြီးဆိုရင်တော့ပခုံးကိုပုတ်ပေးပြီးမင်းဘာသာအဆင်ပြေအောင်ကြည့်လုပ်လိုက်ပါလို့ပဲပြောကြတယ်ကျွန်တော်စိတ်မနာပါဘူးအနည်းဆုံးတော့အရင်ကမနာခဲ့ပါဘူးကျွန်တော်ဘဝရဲ့အချိန်တော်များများကိုတော့အေးအေးဆေးဆေးနေထိုင်ပြီးစူးစမ်းအလုပ်လုပ်ခဲ့တယ်ပြီးတော့ကျွန်တော်မိဘတွေအထူးသဖြင့်အမေကကျွန်တော်အမေကမော်ဂန်ကိုမိသားစုရဲ့တောက်ပတဲ့မျှော်လင့်ချက်လေးအဖြစ်မြင်ခဲ့ကြတာကိုလက်ခံနိုင်အောင်စူးစမ်းခဲ့ပါတယ်ကျွန်တော်တို့အသက်20ကျော်တဲ့အထိတောင်သူမကိုကျွန်တော်တို့ရဲ့ကျေပွင့်လေးလို့ခေါ်ခဲ့ကြတာမော်ဂန်ကလည်းအဲ့ဒီနေရာမှာအပြစ်ပြောစရာမရှိအောင်တရုပ်ဆောင်နိုင်ခဲ့ပါတယ်ပြုံးပြမယ်ဆွဲဆောင်မှုရှိမယ်ပြီးတော့တယောက်ယောက်ရဲ့ချက်လက်မှတ်စာအုပ်နဲ့ကဲတင်ပေးဖို့လိုအပ်နေတဲ့အားကိုးရမဲ့သူလေးအဖြစ်အမြဲတမ်းဟန်ဆောင်နေတတ်တာမျိုးပေါ့တကယ်တော့အဲ့ဒီတောက်ပြောင်မှုတွေနဲ့ Instagram ဖြစ်တာတွေရဲ့နောက်ွယ်မှာမော်ဂန်ဟာငွေကြေးကိုဘယ်လိုစီမံခန့်ခွဲရမလဲလူမှုဆက်ဆံရေးကိုဘယ်လိုထိန်းသိမ်းရမလဲဒါမှမဟုတ်ပွင့်ပွင့်လင်းလင်းပြောရရင်ဘယ်အရာကိုမှဘယ်လိုလုပ်ရမလဲဆိုတာနားမလည်တဲ့သူပါသူမဟာအလုပ်တွေတစ်ခုပြီးတစ်ခုပြောင်းခဲ့တာကျွန်တော်တော့မမှတ်မိတော့ဘူးဈေးကြီးတဲ့စိန်ခံတိုက်ခန်းတွေမှာထားရမ်းနေထိုင်ခဲ့တယ်ပြီးတော့လက်ထပ်ဖို့အကြောင်းပြောလိုက်တာနဲ့ပျောက်ကွယ်သွားတတ်တဲ့ချမ်းသာတဲ့အမျိုးသားတွေနဲ့ပဲလဲပတ်နေခဲ့တာအဲ့ဒါကြောင့်လဲနောက်ဆုံးမှာသူမကိုလက်ထပ်ခွင့်တောင်းမဲ့ယောက်ျားတစ်ယောက်ကိုတွေးလိုက်တဲ့အခါပိုပြီးအရေးကြီးတာကသူမနဲ့အတူတူရှိနေပေးနိုင်လောက်အောင်ဒီခံနိုင်တဲ့သူကိုတွေးလိုက်ရတဲ့အခါမှာကျွန်တော်မိသားစုတစ်ခုလုံးယူမတက်ဝမ်းသာသွားကြတာဖြစ်မှာပါကျွန်တော်မိသားစုတစ်ခုလုံးရင်ခုန်စိတ်လှုပ်ရှားလွန်းလို့ယူမတက်ဖြစ်သွားကြတာပါမော်ဂန်ကတော့နောက်ဆုံးမှာပျော်ရွှင်စရာကောင်းတဲ့အဆုံးသက်တစ်ခုကိုပိုင်ဆိုင်သွားနိုင်ခဲ့ပြီလို့ထင်ရပြီးကျွန်တော်တို့အားလုံးကတော့အဲ့ဒီပုံမြင်တွေကအရန်တရုပ်ဆောင်တွေဖြစ်လာဖို့မျှော်လင့်ခံခဲ့ရပါတယ်ခဏတာတော့ကျွန်တော်လည်းလိုက်ရောညီထွေနေပေးခဲ့ပါတယ်စိတ်ဆက်ပွဲကိုတက်ရောက်ခဲ့တယ်ဈေးကြီးပေးဝယ်ထားတဲ့လက်ဆောင်တစ်ခုကိုယူသွားပေးခဲ့တယ်ရှမ်ပိန်တောက်ရင်ဂုဏ်ပြုစကားပြောချိန်တွေမှာပြုံးပြခဲ့တယ်ပြီးတော့ပါရီကိုသွားမဲ့ဟန်နီမွန်းခီးစဉ်ကိုယ်တိုင်မှာယူကျုပ်လုပ်ထားတဲ့မင်္ဂလာဝတ်စုံနဲ့မင်္ဂလာဆောင်ကျင်းပဖို့ငှားရမ်းထားတဲ့သမိုင်းဝင်စပစ်ချန်ကြီးအကြောင်းမော်ဂန်ကြွားလုံးထုတ်နေတာတွေကိုလည်းနားထောင်ပေးခဲ့ပါတယ်သူမကကုန်ကြစရိတ်ကိန်းကနန်းတွေကိုရောင်စုံစက်ကူတွေကျဲတယ်လို့ပဲလွယ်လွယ်လေးပြောနေခဲ့တယ်ဝတ်စုံအတွက်ဒေါ်လာ3,100,000ပန်းတွေအတွက်ဒေါ်လာ8,000ဖိတ်စာတွေကိုလက်ရေးလာရေးပေးဖို့နယူးယောက်ကနေလေယာဉ်နဲ့လာရမယ်လက်ရေးလာပညာရှင်အတွက်ဒေါ်လာ6,000စသဖြင့်ပေါ့အသေးစိတ်အချက်တိုင်းကအတိတ်ပဲမရှိတော့အောင်ပါပဲသုံးသမျှဒေါ်လာတိုင်းကတခြားတယောက်ယောက်ရဲ့ပတ်စံတွေဖြစ်ပြီးအများစုကတော့ကျွန်တော်တို့မိဘတွေစီကပါဒါပေမဲ့တကယ်ထိတ်လန့်စရာကတော့အဲ့ဒီပွဲပြီးတပတ်အကြာမော်ဂန်ကကျွန်တော်ကိုနေ့လယ်စာအတူစားဖို့ဖိတ်ခေါ်လိုက်တဲ့အချိန်မှာဖြစ်လာခဲ့တာပါ
ကျွန်တော်တို့မျိုးတွေကခစ်မိတဲ့ကဖေးဆိုင်လေးတစ်ခုမှစုံကြတယ်အဲ့ဒီဆိုင်က$15တန်အာဗိုကာဒိုတို့စ်တွေရောင်းပြီးကော်ဖီဖြော်တဲ့သူတွေကလည်းဂျီကျူမဂဇင်းမျက်နှာဖုံးပေါ်ကမော်ဒယ်တွေအတိုင်းပဲသူမကပတ်စံရှင်းပေးမယ်လို့ပြောကြတဲ့ကတခုခုတော့ထူးခြားနေပြီဆိုတာကျွန်တော်သိတင်တာပါမော်ဂန်ကဘယ်တော့မှပတ်စံရှင်းပေးမယ်လို့ပြောလေးရှိတဲ့သူမဟုတ်ဘူးလေသူမကဘီလက်မြေအောင်လက်သေးတစ်ခွက်မှလိုက်တယ်အဲ့ဒီလိုတောက်เสียမျိုးရှိတယ်ဆိုတာတော့ကျွန်တော်မသိခဲ့ပါဘူးသူမတခုခုလိုချင်တဲ့အခါမျိုးမှာအမြဲတမ်းပြုံးပြလေးရှိတဲ့အဲ့ဒီလိုပြုံးမျိုးနဲ့ကျွန်တော်ကိုကြည့်ပြီးပြောလိုက်တာကဒါနဲ့ငါစဉ်းစားနေတာနင်အဆင်ပြေပြေဖြစ်နေတာပဲမဟုတ်လားကျွန်တော်မျက်တောင်ခတ်လိုက်ပြီးအင်းအဆင်ပြေပါတယ်လို့ဖြေလိုက်တော့မဟုတ်ဘူးလေငါဆိုလိုတာကအရန်ကိုအဆင်ပြေနေတာလားလို့နင့်မှာကိုယ်ပိုင်အိမ်ရှိတယ်ကျောင်းစရိတ်အကျွေးလည်းမရှိဘူးခရီးတွေလည်းအများကြီးသွားနိုင်တယ်နေရင်းနှီးမြုပ်နှံမှုတွေကနေအကြီးကျယ်အောင်မြင်နေတာပဲမဟုတ်လားကျွန်တော်ကတော့တတိထားပြီးပြုံးလိုက်ရင်ငါကကိုယ်ဝင်ငွေနဲ့ကိုလောက်ငါအောင်နေုံပါပဲအဲ့ဒါပါပဲလို့ပြောလိုက်တယ်သူမကကျွန်တော်ပြောလိုက်တာကိုချစ်စရာကောင်းတဲ့စကားတစ်ခုလိုမျိုးရေးလိုက်ပြီးအဲ့ဒါနင်းရဲ့ပုံစံအတိုင်းပဲနော်အရန်နှိမ့်ချတာပဲကျွန်တော်စောင့်နေလိုက်တယ်ဘာလာတော့မယ်ဆိုတာကျွန်တော်ကြိုသိနေတယ်လေဒါပေမဲ့ဘလောက်အထိတောင်းဆိုလာမလဲဆိုတာကိုပဲကျွန်တော်မသိတာပါသူမကရှေ့ကိုနည်းနည်းတိုးလိုက်ပြီးနိုင်ငံတော်လျှို့ဝှက်ချက်တွေကိုတီတိုးပြောနေတယ်လို့မျိုးလေတန်းကိုနှိမ့်လိုက်တယ်ကဲနားထောင်တော့ငါမင်္ဂလာဆောင်အတွက်သတ်မှတ်ထားတဲ့အသုံးစရိတ်ထက်နည်းနည်းကြော်သွားလို့နည်းနည်းလေးပါပဲအင်းနည်းနည်းထက်တော့ပိုမယ်အတိအကျပြောရရင်9000ပေါ့ကျွန်တော်တောက်နေတဲ့ရေတောင်တီးမလို့ဖြစ်သွားတယ်နင်ကသတ်မှတ်ထားတဲ့ဘတ်ဂျက်ထက်9000တောင်ပိုသွားတာလားသူမကတော့ဒါကိုအကျွေးစစ်လေးတွေလိုမျိုးပဲသဘောထားပြီးလက်ခပြလိုက်တယ်အဲ့လောက်လည်းမစိုးပါဘူး Bryce ရဲ့မိသားစုကအစားအသောက်အရန်ကြီးများတဲ့သူတွေမို့လို့ငါတို့ကကျွေးမွေးရေးပိုင်းကိုမစ်ရှလင်အဆင့်သတ်မှတ်ချက်ရှိတဲ့စဖို့မှုနဲ့အဆင့်မြင့်လိုက်ရတာပြီးတော့မီလန်ကဒီဇိုင်နာတယောက်ကိုလည်းတွေ့ထားတယ်သူကအရန်တို့သမီးဝတ်စုံတွေကိုချုပ်ပေးမှာငါ့ကိုယုံပါဒါကတကယ်ကိုအလန်းစားပဲဒါနဲ့နင်ကူညီနိုင်မလားလို့ငါမျှော်လင့်နေတာဘလို့ကူညီရမှာလဲလို့ကျွန်တော်မေးလိုက်တယ်တကယ်တော့ကျွန်တော်သိပြီးသားပါသူမကချုံမြင်ပေမဲ့အစိတ်ပြင်းတဲ့အပြုံးမျိုးနဲ့ပြုံးလိုက်ပြီးအဲ့ဒီကွာဟနေတဲ့ပမာဏကိုစိုက်ပေးုံလေးပါဒီဒေါ်လာ9000လေးတင်ပါငါဆိုလိုတာကနင်လိုလူမျိုးအတွက်တော့ဒါကဘာမှမဟုတ်ပါဘူးဟုတ်တယ်မလားပြီးခဲ့တဲ့3လပတ်တုန်းကအမျက်ဝေစုတွေတင်အဲ့ဒီလောက်ရမှာပဲလေကျွန်တော်အံ့အားတင်သွားပြီးနောက်ကိုမိချလိုက်မိတယ်နင်ကငါ့ကိုဒေါ်လာ9000ပေးဖို့တောင်းနေတာလားတောင်းတာမဟုတ်ပါဘူးလို့သူမကချက်ချင်းပြန်ပြောတယ်မင်္ဂလာဆောင်အတွက်ကြားသိငွေကိုစိုက်ပေးုံလေးပါဒါကတစ်ချိန်တစ်ခါတည်းလုပ်ပေးရမှာလေနင့်ရဲ့တူရဲသောညီမလေးအိမ်မက်မက်ခဲ့ရတဲ့နေ့လေးကိုပိုင်ဆိုင်ခွင့်ရအောင်နင်လုပ်ပေးနိုင်ပါတယ်ပြီးတော့အမှန်အတိုင်းပြောရရင်အဖေနဲ့အမေအတွက်လည်းဒါကအများကြီးအဓိပ္ပာယ်ရှိစေမှာပါသူတို့လည်းတက်နိုင်တဲ့လောက်အကုန်သုံးထားပြီးပြီဒါပေမဲ့ငါတို့အားလုံးသိထားတာကတော့နင်ကအားလုံးထဲမှာအခြေအနေအကောင်းဆုံးပဲဆိုတာလေကျွန်တော်သူမကိုစိုက်ကြည့်နေမိတယ်ဒါကရိုးရိုးတောင်းဆိုတာမျိုးမဟုတ်ဘူးအောက်ခွင့်ရေးတစ်ခုလိုမျိုးမရရအောင်တောင်းဆိုနေတာသူမရဲ့လေတံထဲမှာကျေးဇူးတင်တဲ့အရေးအယောင်လည်းမပါသလိုအဲ့ဒီငွေပမာဏကဘလောက်အထိများလဲဆိုတာကိုလည်းအတိအမှတ်ပြုတဲ့ပုံစံမရှိဘူးကျွန်တော်ကပဲ ATM ဆက်တစ်ခုလိုမျိုးပတ်စံကိုဒီတိုင်းထုတ်ပေးလိုက်မယ်လို့သူမကတကယ်ကြီးထင်နေတာကျွန်တော်တက်ပြင်းတစ်ချက်ချလိုက်ပြီးမော်ဂန်ငါနင့်ကိုချစ်ပါတယ်ဒါပေမဲ့ဒေါ်လာ9000တန်မင်္ဂလာဆောင်အတွက်တော့ငါအကုန်ကြခံမှာမဟုတ်ဘူးအဲ့ဒါမျိုးဖြစ်လာမှာမဟုတ်ဘူးသူမရဲ့အပြုံးကခဏလေးတော့ပြတ်သွားတယ်အဲ့ဒီနောက်မှာတော့သူမရဲ့ဟန်ဆောင်မှုတွေကပြန်ဝင်လာပြီးဝါကောင်းပါပြီဒါဆိုရင်တော့တို့တွေအထူးစီမံထားတဲ့ကော့တေးတွေဖြတ်လိုက်ရတော့မယ်ပြီးတော့ဓာတ်ရိုက်ဖြောပြေမဲ့ Jazz ဂီတအဖွဲ့ကိုလည်းရှော့လိုက်ရတော့မယ်လို့ Rice ကိုပြောပြလိုက်ရုံပဲပေါ့ဘာမှကူညီမပေးတဲ့အတွက်ကျေးဇူးပဲနော်လို့ပြောပါတယ်လုံးဝမကူညီနိုင်ဘူးလို့မပြောခဲ့ပါဘူးလို့ကျွန်တော်သတိထားပြီးကန့်လန့်ခဲ့ပါတယ်ဒါပေမဲ့9000ကြီးတောင်လားမလုပ်ပါနဲ့အဲ့ဒါကကြိုးချောင်းစီရောမှုမရှိဘူးလေသူမကအဲ့ဒီလိုပဲထည့်ရလိုက်ပါတယ်သူမရဲ့လက်သေးကိုတောင်ကုံအောင်မတောက်သွားဘူးကောင်းပြီမေးလိုက်တော့ငါဘာသာငါအဆင်ပြေအောင်ကြည့်လုပ်လိုက်မယ်ဒါပေမဲ့အချိန်တန်တဲ့အခါကျရင်ဒါကိုမှတ်ထားလိုက်အောင်လို့ပြောပြီးသူမထွက်သွားခဲ့တယ်အဲ့ဒီလိုလျှို့ဝှက်စမ်းကြဲတဲ့စကားတခွန်းချန်ထားပြီးသူမထွက်သွားခဲ့တာပါအဲ့ဒါကိုမေးပြစ်လိုက်နိုင်ရင်ကောင်းပါပဲလို့ကျွန်တော်ဆန္ဒရှိခဲ့မိတယ်မော်ဂန်ကမော်ဂန်ပဲလေဆိုပြီးတော့ပေါ့ဒါပေမဲ့သူမပြောသွားတဲ့ပုံစံအဲ့ဒီအချိန်ဆိုတဲ့စကားလုံးအပေါ်မှာထူးထူးခြားခြားအလေးပေးသွားပုံကကျွန်တော်ကိုသတိပေးနေတယ်လို့ပါပဲအဲ့ဒါကပြဿနာရှာတဲ့ပုံစံမျိုးနဲ့
ဖုံးကွယ်ထားတဲ့ချင်းချောက်မှုတစ်ခုပါကျွန်တော်မိသားစုမှာတော့ဒီလိုပြဿနာတွေကအကြီးအကျယ်ပောက်ကွဲတတ်တဲ့အလေးထားရှိပါတယ်နှစ်ပတ်အကြာမှာတော့သူမစီကစာတစ်စောင်လက်ခံရရှိခဲ့ပါတယ်ငါအိမ်မှာညစာစားရအောင်တို့နှစ်ယောက်တည်းအေးဆေးပါပဲအရင်ဖြစ်တာတွေကိုပြန်ရှင်းရအောင်လို့ပြောလာပါတယ်ကျွန်တော်မသွားသင့်ဘူးဆိုတာသိနေခဲ့ပေမဲ့သွားဖြစ်ခဲ့တယ်သူမရဲ့တိုက်ခန်းထဲကိုကျွန်တော်ခြေချလိုက်မိတဲ့ခဏမှာပဲဒါဟာအမှားတစ်ခုဆိုတာသိလိုက်ရတယ်ဘာလို့လဲဆိုတော့အဲ့ဒီမှာကျွန်တော်တို့နှစ်ယောက်တည်းမဟုတ်လို့ပဲဝစ်စုံအပြည့်နဲ့အမျိုးသား၃ယောက်ဟာစာရွက်စာတမ်းတွေကိုစီနဲ့စပွဲမှာထိုင်နေကြပြီးမော်ဂန်ကတော့ဝိုင်ဖန်ခွက်တစ်ခွက်ကိုကင်ပြီးမိဖို့ချောင်းထဲကထွက်လာတယ်တစုံတစ်ယောက်ရဲ့ကဘာကြီးကိုမီးရှို့ဖြက်စီးတော့မယ်ဆိုရင်သူမအမြဲသုံးလေးရှိတဲ့အဲ့ဒီချိုတာတဲ့အပြုံးမျိုးနဲ့ပေါ့သူမကဖန်ခွက်ကိုမြှောက်ပြပြီးကြိုးဆိုပါရဲ့ချက်စတင်ရွေးချယ်စရာတွေအကြောင်းဆွေးနွေးကြရအောင်လို့ပြောလိုက်တယ်အဲ့ဒါဟာအဆုံးသက်ရဲ့အစပဲကျွန်တော်တကားဝမှာဘာမှမလုပ်နိုင်ပဲရက်နေမိတယ်အဲ့ဒီမြင်ကွင်းရဲ့တစ်ခုခုကတက်ရက်တဲ့ဝစ်စုံတွေနဲ့လူ၃ယောက်စာချုပ်ချုပ်ဆိုဖို့ညှိနှိုင်းနေတယ်လို့မျိုးပြီးတော့မော်ဂန်ကလည်းဥယျာဉ်ထဲမှာပါတီပွဲတစ်ခုကျင်းပပေးနေတယ်လို့မျိုးပြုံးနေတာဟာတကယ်ကိုမူမမှန်တယ်လို့ခံစားရတယ်လုံးဝကိုမူမမှန်ဘူးကျွန်တော်ရင်ထဲမှာတင်းကျပ်သွားတယ်ဒါဟာအေးဆေးဆေးညစာစားပွဲမဟုတ်ဘူးဒါဟာထောင်ချောက်ဆင်ထားတာဖြစ်ပြီးအခြေအနေကိုကြုံမသိခဲ့တဲ့သူကကျွန်တော်တယောက်တည်းပဲအဆင်ပြေရဲ့လားချက်စတင်လို့မော်ဂန်ကချိုးချိုးသားသားမေးရင်ရှင်းနေရရဲ့တစ်ဖက်ကခုံမထိုင်ဖို့လက်ဟန်ချေဟန်ပြလိုက်တယ်မင်းကြည့်ရတာတရေမြင်လိုက်ရတဲ့အတိုင်းပဲညစာစားပွဲမှာဥပဒေအကြံပေးတွေပါလာလိမ့်မယ်လို့မတိထားမိဘူးလို့ကျွန်တော်ကထိုင်မချပဲပြောလိုက်တယ်သူမကရေမောလိုက်ပြီးအိုးတရုပ်ဆောင်မနေပါနဲ့ဒါကစာရွက်စာတမ်းအ ਨੇ ချင်းပါပဲဟဲထိုင်ပါဝိုင်းနီတောက်မလားဝိုင်းဖြူလားလို့မေးတယ်အဖြေပဲလိုချင်တယ်ဒီလို့ကျွန်တော်ကအတန်နှိမ့်နှိမ့်နဲ့ပြက်ပြက်သားသားပြောလိုက်တယ်အဲ့ဒါကသူမရဲ့ပြုံးကိုစက္ကန့်ဝက်လောက်တန့်သွားစေတယ်ခဏလေးပဲဆိုပေမဲ့ကျွန်တော်သတိထားမိလိုက်တယ်ထိုင်နေတဲ့လူ၃ယောက်ထဲကအရက်ရှည်ဆုံးလူကမတ်တက်ရက်ပြီးလက်ကမ်းလိုက်တယ်မစ္စတာကောလင်းကျွန်တော်နာမည်ကဖရက်ဒရစ်ကုန်းပါကျွန်တော်ကခမားရဲ့ညီမနဲ့သူမရဲ့စိတ်ဆက်ထားသူကိုကိုစားပြုတဲ့ဗန္နာရေးဆိုင်ရာအနုညာတစီရင်ဆုံးဖြတ်ရေးရှေ့နေတယောက်ပါကျေးဇူးပြုပြီးကျွန်တော်တို့နဲ့အတူပူးပေါင်းမယ်ဆိုရင်လက်ရှိအခြေအနေကိုကျွန်တော်ရှင်းပြပေးနိုင်ပါတယ်မလိုပါဘူးလို့ကျွန်တော်ပြောလိုက်တယ်ကျွန်တော်ညီမကနေ့လည်စာစားရင်အားလုံးကိုရှင်းပြပြီးပြီသူမကပတ်စံလိုချင်နေတာကျွန်တော်ကတော့မပေးနိုင်ဘူးလို့ပြောပြီးပြီဒါပဲဇလန်းကပြီးပြီးဖရက်ဒရစ်ကတော့တုံ့လောက်သွားခြင်းမရှိပဲရိုယိုတေတေနဲ့ပြောရရင်တော့ခမားအနေနဲ့ဒီစာရွက်စာတမ်းတွေကိုကြည့်ချင်ပါလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်လို့ဆိုတယ်ဘာဖြစ်လို့ကြည့်ရမှာလဲလို့ကျွန်တော်ကလက်ပိုက်ရင်မေးလိုက်တယ်မော်ဂန်ကတက်ပြင်းအသာချပြီးဝိုင်းကိုတငုံတောက်လိုက်တယ်ဘာလို့လဲဆိုတော့မင်းကလေးတစ်ခုပေးခဲ့ဘူးတယ်ဂျက်စတင်ဘာကတိလဲသူမကရှေ့နေဘက်ကိုလှည့်ပြီးလက်ဟန်ပြလိုက်တယ်သူ့ကိုသဘောတူညီချက်စာချုပ်ပြလိုက်ပါဖရက်ဒရစ်ကဖိုင်ရွဲတစ်ခုကိုဖွင့်ပြီးစာရွက်အချို့ကိုကျွန်တော်ဘက်ကိုတိုးပေးလိုက်တယ်ကျွန်တော်သတိထားပြီးရှေ့တိုးကြည့်လိုက်တော့ခေါင်းစဉ်မှာမိသားစုဝင်အချင်းချင်းထောက်ပံ့ကူညီရန်အတီးပြုတ်ကတိဝန်ခံချက်လို့ရေးထားတယ်အဲ့ဒါကိုစာချုပ်တစ်ခုလိုပုံစံချထားပြီးကျွန်တော်ရဲ့အမည်လိပ်စာနဲ့ကျွန်တော်တခါမှမမြင်ဘူးတဲ့ digital လက်မှတ်တစ်ခုလည်းပါဝင်နေတယ်ကျွန်တော်မျက်မှောင်ကျုပ်လိုက်ပြီးဒါကဘာလဲလို့မေးလိုက်တဲ့အခါမော်ဂန်ကပြားရည်လိုချိုအီနေတဲ့အတန်နဲ့ဒါကလွန်ခဲ့တဲ့2လကမင်းအမေစီပို့ထားတဲ့အီးမေးလ်လေးငါရဲ့မင်္ဂလာဆောင်အတွက်တက်နိုင်တဲ့လောက်ကူညီပေးမယ်လို့ပြောထားတဲ့စာလေးအဲ့ဒါကိုငါပရင့်ထုတ်လိုက်ပြီးရှင်းလင်းသွားအောင်ပုံစံအချို့ပြင်လိုက်တာအဲ့ဒါကိုနိုဒီတောင်လှုပ်ထားပြီးကျွန်တော်အန်ကျိတ်လိုက်မိတယ်မင်းကအီးမေးလ်ကိုပရင့်ထုတ်ပြီးအတူအယောင်စာချုပ်တစ်ခုလုပ်လိုက်တာပေါ့အတူမဟုတ်ဘူးလို့သူမကဟန်ဆောင်မှန်ဆောင်ချစ်စရာကောင်းအောင်လုပ်နေတာတွေကိုရုတ်တရက်ရက်လိုက်ပြီးခက်ပြက်ပြက်ပြောလိုက်တယ်ဥပဒေကြောင်းအရာအကျိုးသက်ရောက်မှုရှိတယ်တကယ်လို့မင်းဘက်ကဒါကိုအတိမတ်ပြုဖို့သဘောမတူဘူးဆိုရင်ငါတို့အခြေအနေကိုပုံမြင့်တင်လို့ရတယ်ကျွန်တော်မယုံနိုင်စွာနဲ့ခေါင်းခါလိုက်မိတယ်မင်းအတီပြောနေတာလားဖရက်ဒရစ်ကကြားထဲကပြန်ဝင်ပြောတယ်မစ္စတာကောလင်းကျွန်တော်တို့ကရန်သူလိုလာတာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကအစဉ်ပြေပြေနဲ့ဖြည့်ရှင်းဖို့ပါခမားရဲ့ညီမကခမားစီကဗန္နာရေးအထောက်ပံ့ရမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ပြန်မရနိုင်တဲ့ငွေအမြောက်များကိုပေးချေထားပြီးသားဖြစ်နေပြီသူမကဂတိအတိုင်းဖြစ်လာဖို့ပဲတောင်းဆိုနေတာပါသူမတောင်းဆိုနေတာကငွေညစ်တာပဲလို့ကျွန်တော်ကဒေါ်လာတကြီးပြန်ပြောလိုက်တယ်မရေရာတဲ့စေတနာအရာကူညီမယ်ဆိုတဲ့စကားကိုဒေါ်လာ9000တန်တောင်းခံတော့အဖြစ်ခမားတို့ပြောင်းလဲပြစ်လို့မရဘူးအဲ့ဒီနောက်ည
မျက်မှန်နဲ့အရက်ပုတ်ပုဒုတိယရှေ့နေကဝင်ပြောပါတယ်တကယ်လို့သူမအနေနဲ့ပွဲကိုလျှော့ချရတာဒါမှမဟုတ်ဖျက်သိမ်းရတာမျိုးတွေကြောင့်ဖြစ်လာနိုင်တဲ့နစ်နာကြေးတွေဆုံးရှုံးမှုတွေအတွက်ကတိဖြတ်မှုကြောင့်နစ်နာမှုနဲ့တရားစွဲဖို့ကျွန်တော်တို့ပြင်ဆင်ထားပြီးသားပါကျွန်တော်မော်ဂန်ကိုစိုက်ကြည့်လိုက်တယ်မင်းကမင်္ဂလာဆောင်ကိစ္စနဲ့တရားစွဲမယ်လို့ချင်းချောက်နေတာပေါ့သူမကကျွန်တော်ကိုတနာဆောက်ပွဲအကြည့်နဲ့ကြည့်ပြီးမင်းကကိုရွေးချယ်စရာမရှိအောင်လုပ်ခဲ့တာလေချက်စတင်ဒါကငါဘဝရဲ့တနေ့တည်းသောထူးခြားတဲ့နေ့ပါငါကမင်းကိုအိမ်ဝယ်ပေးဖို့ဒါမှမဟုတ်ယူသွတ်တဲ့အရာတွေတောင်းနေတာမဟုတ်ပါဘူးငါကမင်းရဲ့အကူအညီကိုပဲလိုတာပါဒါကိုမင်းကငါ့ကိုရာဇဝတ်ကောင်တယောက်လိုဆက်ဆံနေတယ်မဟုတ်ဘူးမင်းကရာဇဝတ်ကောင်လိုလုပ်နေတာလို့ကျွန်တော်ကအတန်ကိုထိန်ပြီးခက်အုပ်အုပ်ပြောလိုက်တယ်မင်းကစာချုပ်ကိုအတုလုပ်တယ်ပြီးတော့ငါ့ကိုထောင်ချောက်ဆင်ဖို့ရှင်းနေအဖွဲကိုငှားခဲ့တယ်ခဏတာတိတ်ဆိတ်သွားတယ်အဲ့ဒီနောက်မော်ဂန်ကပခုံးတွန်းပြလိုက်ပြီးရှင်းနေတွေဘက်ကိုအပြုံးလေးနဲ့လှည့်ကသူကအမြဲတမ်းပဲအပြစ်မရှိတဲ့သူလိုဟန်ဆောင်ရတာကိုနှစ်သက်တာလို့ပြောလိုက်တယ်အဲ့ဒီခဏမှာပဲကျွန်တော်ရဲ့စိတ်ထဲမှာတခုခုပြောင်းလဲသွားတယ်အဲ့ဒါကဘာလဲဆိုတာအတိအကျတော့မသိဘူးဒီလိုမျိုးချောင်းချောင်းတိုက်ခိုက်ခံရတာကိုဒေါသထွက်သွားတာလည်းဖြစ်နိုင်တယ်လို့သူမရဲ့မျက်နှာပေါ်ကရင်းနှီးနေတဲ့ဘဝင်မြင့်နေတဲ့အမူအရာကိုမြင်လိုက်ရလို့လည်းဖြစ်နိုင်တယ်ငယ်တုန်းကတခုခုဆိုအပြစ်ကနေလွတ်မြောက်သွားတိုင်းသူမပြတတ်တဲ့အဲ့ဒီအကြည့်မျိုးပဲဘာပဲဖြစ်ဖြစ်အဲ့ဒီဒေါသကဟုံဟုံတောက်နေတာမျိုးမဟုတ်ပဲတိတ်ဆိတ်တယ်ထိန်းချုပ်ထားတယ်ပြီးတော့အေးဆက်နေတယ်ကျွန်တော်အဲ့ဒီအတူအယောင်စာချုပ်ကိုကောက်ကင်လိုက်ပြီးနောက်တစ်ချိန်အမြန်ဖတ်ကြည့်တယ်ပြီးတော့ Frederick ကိုတက်တက်ကြည့်လိုက်တယ်ဒါဆိုကျွန်တော်ရှင်းရှင်းလေးမေးပါရစေခင်ဗျားတို့ရဲ့အမှုကကျွန်တော်ကူညီမယ်လို့ပြောထားတဲ့တာမန်အီးမေးလ်တစ်စောင်ပေါ်မှာပဲမူတည်နေတာပေါ့ဟုတ်ပါတယ်အဲ့ဒီမှာဘလောက်ကူညီမယ်ဆိုတဲ့အတိအကျပမာဏလည်းမပါဘူးစီကံချက်တွေလည်းမပါဘူးအချိန်ကာလသတ်မှတ်ချက်လည်းမပါဘူးမှန်ပါတယ်အဲ့ဒါကတရားရုံးမှာခိုင်လုံမယ်လို့ခင်ဗျားတို့တကယ်ယုံကြည်နေတာလားသူကပြန်မဖြေခဲ့ပါဘူးဒါပေမဲ့မော်ဂန်ရဲ့မျက်နှာပေါ်ကလောင်ပြုံးကတော့အဖြေအားလုံးကိုပြောပြနေတယ်လို့ပါပဲကျွန်တော်ဘယ်မှလက်မှတ်မထိုးနိုင်ဘူးလို့ကျွန်တော်ကတီတီငိမ့်ငိမ့်ပြောရင်းစာရွက်တွေကိုစပွဲပေါ်ပြန်တင်လိုက်တယ်ပြီးတော့ခင်ဗျားတို့ဘက်ကဒီလိုမျိုးနောက်ထပ်တစ်ခုခုထပ်ပို့လာမယ်ဆိုရင်နောက်ဆက်စော်ကားမှုနဲ့ကျွန်တော်ပြန်တရားစွဲမယ်မော်ဂန်ရဲ့အပြုံးကပြန်ပေါ်လာပေမဲ့ဒီတစ်ခါတော့အေးဆက်နေတယ်မင်းအဲ့ဒီလိုပြောမယ်ဆိုတာငါသိပြီးသားပါအဲ့ဒါကြောင့်လဲငါအရန်အစီအစဉ်တစ်ခုခေါ်ထားတာပေါ့သူမကလူဝင်လန်းဘက်ကိုလှည့်ပြီးလှမ်းခေါ်လိုက်တယ်မင်းအထဲကိုဝင်လာလို့ရပြီကျွန်တော်မျက်တောင်ခတ်ရင်းနေဦးဘာလဲခြေတံတွေကြားလိုက်ရတယ်အဲ့ဒီနောက်ကျွန်တော်တို့ရဲ့အမေကအခန်းထဲကိုဝင်လာတယ်လက်ပိုက်ထားပြီးတင်းမာတဲ့မျက်နှာပေးနေပေါ့ဒေါသထွက်နေတာမဟုတ်ဘူးဝမ်းနေနေတာလည်းမဟုတ်ဘူးစိတ်ပြက်နေတဲ့ပုံစံမျိုးပဲဂျက်စတင်လို့သူမကတိုးတိုးလေးပြောတယ်ငါတို့မင်းကိုဒီလိုမျိုးလူဖြစ်အောင်ပြုစုပြောထောင်ခဲ့တာမဟုတ်ဘူးကျွန်တော်ပါဇက်အဟောင်းသားဖြစ်သွားပေမဲ့ဘာစကားမှထွက်မလာခဲ့ဘူးမင်းရဲ့ညီမကိုထောက်ပံ့မယ်လို့မင်းကတိပေးခဲ့တယ်လေလို့သူမကဆက်ပြောတယ်ငါတို့အားလုံးပေးခဲ့ကြတာမင်းဖေနဲ့ငါလည်းဒီမင်္ဂလာဆောင်အတွက်တက်နိုင်သမျှအကုန်ပုံအောပေးခဲ့ကြတယ်ခရက်ဒစ်ကတ်တွေလည်းအကုန်သုံးပြီးပြီပင်စင်စားရန်ပုံငွေတွေကလည်းထုတ်သုံးခဲ့ပြီးပြီပြီးတော့မော်ဂန်ကလည်းဒီနေ့ရက်လေးလှပလာစေဖို့သူမတက်နိုင်သမျှအကုန်လုံးကိုလုပ်ခဲ့တာအခုကျမှမင်းကပတ်စံကြောင့်နောက်ဆုတ်ဖို့စူးစမ်းနေတာလားကျွန်တော်ဒေါ်လာ9000ပေးမယ်လို့ကတိမပေးခဲ့ဘူးလို့စိတ်ကိုတည်ငြိမ်အောင်ထားရင်းပြောလိုက်တယ်ဒါမျိုးသဘောတူညီချက်တစ်ခါမှမရှိခဲ့ဘူးအမေကခေါင်းကိုဖြည်းဖြည်းချင်းခါလိုက်တယ်မင်းကမင်းဖေနဲ့ငါနှစ်ယောက်ပေါင်းတာထက်တောင်ပိုရှာနိုင်တာပဲဒါကမင်းကိုဘဝပြတ်သွားစေမှာမဟုတ်ပါဘူးဒါကအဲ့ဒီကိစ္စမဟုတ်ဘူးလို့ကျွန်တော်ကဒေါသတကြီးပြန်ပြောလိုက်တယ်ဒါကမူဝါဒပိုင်းဆိုင်ရာကိစ္စစိတ်ကူးရင်ကတိတစ်ခုအတွက်မိသားစုဝင်တစ်ယောက်ကိုရှင်းနေတွေနဲ့အကွက်ဆင်ပြီးမတိုက်ခိုက်သင့်ဘူးမော်ဂန်ကဟန်ဆောင်ပန်ဆောင်တက်ပြင်းချလိုက်တယ်ဒါကြောင့်ပဲသူ့ကိုမပတ်သက်စေချင်တာသူကအမြဲတမ်းအရာရာကိုခက်ခဲအောင်လုပ်တတ်တာငါကခက်ခဲအောင်လုပ်တာလားကျွန်တော်ခါခါတီးတီးရေမောလိုက်တယ်မင်းကစာချုပ်ကိုအတုလုပ်တယ်အီးမေးလ်ကိုလက်နဲ့တပွဲသုံးတယ်အခုကျတော့အထက်တန်းကျောင်းတုန်းကလိုမျိုးအခန်းထဲမှာအမေကိုပါခေါ်ထားပြီးငါ့ကိုအဆက်ခွဲဖို့စူးစမ်းနေတာလားအဲ့ဒီအချိန်ထိတိတ်ဆိတ်နေတဲ့တတိယမြောက်ရှေ့နေကနောက်ဆုံးမှာတော့စကားပြောလာပါတယ်မစ္စတာကောလင်းကျွန်တော်တခုလောက်မပြောနဲ့လို့ကျွန်တော်ကရည်ရွယ်ထားတာထက်ပိုပြတ်သားတဲ့အတန်နဲ့ပြောလိုက်တယ်ဒါကဥပဒေရေးရာကိစ္စမဟုတ်ဘူးဒါကမိသားစုကိစ္စဒါမှမဟုတ်အ ਨੇ ဆုံးတော့အရင်ကမိသားစုကိစ္စဖြစ်ခဲ့ဘူးလားအမေကရှေ့ကိုတိုးလာပြီးကျွန်တော်လက်မောင်းပေါ်လက်တင်လိုက်တယ်ကျေးဇူးပြုပြီးချက်စတင်လက်မှတ်ပဲထိုးလိုက်ပါတော့ဒီကိစ္စကိုအရှုပ်ထွေးကြီးတစ်ခုဖြစ်အောင်မလုပ်ပါနဲ့
ကျွန်တော်အမေရဲ့လက်ကိုစိုက်ကြည့်လိုက်ပြီးအမေမျက်လုံးတွေကိုကြည့်လိုက်တယ်ဒါဆိုအဓိကကဒါပေါ့အရှက်မရအောင်ကာကွယ်ဖို့ပေါ့အချိန်တော်ကြာတိတ်ဆိတ်သွားတယ်ဘယ်သူမှမလှုပ်ရှားကြဘူးအဲ့ဒီနောက်မော်ဂန်ကအစိတ်အတောက်ပြည့်နေတဲ့အတန်နဲ့ကျွန်တော်ဘက်ကိုတိုးကပ်လာပြီးတိုးတိုးလေးပြောတယ်လက်မှတ်ထိုးလိုက်မဟုတ်ရင်ငါမင်းကိုဘဝပြတ်အောင်လုပ်ပစ်မယ်ကျွန်တော်မျက်မှောင်ကျုပ်လိုက်မိတယ်ဘာပြောလိုက်တာလဲသူမကမျက်တောင်တစ်ချက်မခတ်ဘူးငါအကုန်သိတယ်ချက်စတင်မင်းရဲ့တကယ်ဝင်ငွေတွေမင်းပိုင်တဲ့အိမ်ချမ်းမြေတွေရုံမက်အနံထားတဲ့ပိုင်ဆိုင်မှုတွေပြီးတော့မင်းမနံမေနဲ့လှုပ်ထားတဲ့လုပ်ငန်းတွေအကြောင်းအကုန်လုံးကိုငါသိတယ်ကျွန်တော်ရင်ထဲဟာခနဲဖြစ်သွားတယ်မော်ဂန်ကနှက်ကလေးတစ်ကောင်ကိုဖမ်းမိလိုက်တဲ့ကြောင်တစ်ကောင်လိုပြုံးလိုက်တယ်ငါဒါတွေကိုရှာမတွေ့နိုင်ဘူးလို့မင်းတကယ်ထင်နေတာလားမင်းဟာနှိမ့်ချတဲ့စရင်ကင်တယောက်လိုဟန်ဆောင်ပြီးအဲ့ဒီနောက်ွယ်မှာပုံနေခဲ့တာနှစ်တွေအတော်ကြာပြီဒါပေမဲ့ငါလူတွေနဲ့စကားပြောကြည့်တယ်ငါဖုန်းခေါ်ဆိုမှုတွေလုပ်ခဲ့တယ်ငါသာလူသိရှင်ကြားချပြလိုက်ရင်မင်းကိုမြုပ်ပစ်ဖို့လုံလောက်တဲ့မင်းရဲ့ဘန်နာကြီးဆိုင်ရာလျှို့ဝှက်ချက်အပုံနဲ့တွေအများကြီးမင်းမှာရှိနေတယ်အဲ့ဒါပါပဲတောင်းဆိုမှုမဟုတ်ဘူးတောင်းဆိုချက်တောင်မဟုတ်ဘူးအစစ်မှန်ချင်းချောက်မှုကြီးတစ်ခုပဲကျွန်တော်ခဏလောက်ငြိမ်သက်စွာရပ်နေမိတယ်ကျွန်တော်နှလုံးခုန်တန်တွေမြင်နေတာကကြောက်လို့မဟုတ်ပဲထိမ့်ချုပ်ထားတဲ့အေးဆက်နေတဲ့ရင်းနှီးနေကြဒေါသကြောင့်ဖြစ်တယ်ကျွန်တော်အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်တယ်ကောင်းပြီမော်ဂန်မျက်တောင်ခတ်သွားတယ်ကောင်းပြီဟုတ်လားဘာကိုလဲကျွန်တော်တကားစီကိုရှောက်သွားပြီလက်ကဖုံးစီကိုလှမ်းပြီးသားဖြစ်နေပြီကျွန်တော်ရှေ့နေစီဖုန်းခေါ်မလို့သူမရေမောလိုက်တယ်ဘာလဲပြန်တိုက်ခိုက်ဖို့လားမဟုတ်ဘူးလို့ကျွန်တော်တင်းငိမ်စွာပြောလိုက်တယ်ကျွန်တော်ဇနီးကိုခေါ်ဖို့တညနေလုံးမှာပထမဆုံးအကြိမ်ဖြစ်မော်ဂန်ဇဝေဇဝါဖြစ်သွားပုံရတယ်မင်းရဲ့ဇနီးကျွန်တော်တကားကိုဖွင့်လိုက်တယ်သူမကအရာအလုံးကိုရှင်းပြလိုက်မယ်ပြီးတော့ကျွန်တော်လူသွားလမ်းလေးကိုလှမ်းအထွက်မှာပဲကျွန်တော်နောက်ဘက်ကနေတာယာတဲ့အတန်လေးတစ်ခုကပြောလိုက်တယ်တကယ်တော့ကျမဒီကိုရောက်နေပြီမော်ဂန်လှည့်ကြည့်လိုက်တဲ့အခါသူမအံ့အားသင့်ပြီးပါဇက်ဟာသွားတော့တယ်ဘာကြောင့်လဲဆိုတော့သူမရဲ့နောက်ွယ်မှာရက်နေတာကစာရွက်စာတမ်းတွေကိုကင်ဆောင်ထားပြီးဖက်ဒရယ်အဆင့်အာဏာပိုင်တယောက်ရဲ့အရှိန်အဝါမျိုးအပြည့်ရှိတယ်ဗလေဇာကုတ်အင်ဂျီကိုဝစ်ဆင်ထားတဲ့လွန်ခဲ့တဲ့2နှစ်ကကျွန်တော်လှုပ်ဝက်လက်ထပ်ထားခဲ့တဲ့မျိုးသမီးဖြစ်နေလို့ပါပဲသူမကမော်ဂန်ကိုခေါင်းတစ်ချက်ညှိပြပြီးရွေးချယ်စရာတွေအကြောင်းဆွေးနွေးကြရအောင်လို့ပြောလိုက်တယ်အဲ့ဒီနောက်မှာတင်မယ်အရာအလုံးပြောင်းလဲသွားခဲ့တယ်တစုံတစ်ယောက်ရဲ့ကဘာကြီးဟာတကယ်လက်တွေ့အချိန်ထဲမှာတင်စောင်းငယ်သွားတာကိုသိမြင်ဖူးပါသလားနိုင်ရန်ဘော်ကနေဖြည်းဖြည်းချင်းရှော့ကျလာတဲ့ပကြီးကားတစ်ချက်လိုပါပဲဒါပေမဲ့သူတို့ဒါကိုမတားဆီးနိုင်ခဲ့ဘူးပြီးတော့ပြိုကျပျက်စီးနေတာဟာပကြီးကားမဟုတ်ပဲနိုင်ရန်ကိုယ်တိုင်ဖြစ်နေတယ်ဆိုတာကိုသူတို့သိလိုက်ရတဲ့အချိန်မှာအလွန်နောက်ကျသွားခဲ့ပြီအဲ့ဒါမော်ဂန်ပါပဲသူမရဲ့လှောင်ပြုံးဟာချိတ်တစ်ခုနဲ့ဆွဲခွာခံလိုက်ရတယ်လို့မျိုးအရန်ကိုမြ мян ဆန်ဆန်ပျောက်ကွယ်သွားခဲ့တယ်ကျွန်တော်ဇနီးဟာခွဲစိတ်မှုမလုပ်ခင်ခွဲစိတ်ဆရာဝန်တယောက်လိုတင်းငိမ်စွာနဲ့အခန်းထဲကိုလှမ်းဝင်လာခဲ့တယ်သူမနာမည်ကဗန်နက်စာတခုတော့ကျွန်တော်ပြောပြမယ်သူမကဘယ်တော့မှအော်ဟစ်တက်တဲ့သူမျိုးမဟုတ်ဘူးနှိမ်တာမျိုးချင်းချောက်တာမျိုးလည်းမလုပ်ဘူးသူမကအချက်လက်တွေကိုစုဆောင်းတတ်တယ်ပြီးတော့ကြိုတင်ပြင်ဆင်တတ်တယ်ကျွန်တော်တို့စရိတ်ခဲ့တာလွန်ခဲ့တဲ့6နှစ်ကပေါ့ကျွန်တော်တိတ်တဆိတ်ရင်းနှီးမြှုပ်နှံထားတဲ့ကုမ္ပဏီတစ်ခုကိုသူမကစည်ရင်းစစ်အဖြစ်လာစစ်ဆေးရင်းနဲ့ပေါ့စကားတစ်ခွန်းကနေနှစ်ခွန်းဖြစ်လာတယ်ပြီးတော့ကော်ဖီတူတောက်ဖြစ်ကြတယ်အဲ့ဒီကနေတဆင့်ကျွန်တော်တို့ကြားမှာတန်ရောစင်တစ်ခုစတင်ခဲ့တာပဲဗန်နက်စာကထက်မြက်တယ်စိတ်ဆက်တယ်ပြီးတော့ကျွန်တော်ဘာတွေလုပ်နေလဲဆိုတာကိုအပြည့်အဝနားလည်ပေးနိုင်တဲ့တူးရဲတော်သူဖြစ်တယ်လွန်ခဲ့တဲ့2နှစ်ကကျွန်တော်တို့တရားရုံးမှာလက်ထပ်ခဲ့ကြတော့ကကျွန်တော်မိသားစုကိုလုံးဝအတိမပေးခဲ့ဘူးဒါဟာလျှို့ဝှက်ချက်ထားတာမဟုတ်ပါဘူးနီးပြူဟာတစ်ခုပဲကျွန်တော်မိသားစုဘယ်လိုလူတွေလဲဆိုတာကျွန်တော်ကောင်းကောင်းသိနေတာကိုအထူးသဖြင့်မော်ဂန်ပေါ့သူတို့သိတာနဲလေကျွန်တော်တို့အပေါ်အတုံးချနိုင်တာနဲလေပဲလေဗန်နက်စာကလည်းဒါကိုသဘောတူခဲ့တယ်အခုတော့သူမဟာမော်ဂန်ရဲ့ရှေ့မှာရက်နေပြီးဒီအလစ်အနိုင်တိုက်ခိုက်မှုကြီးတစ်ခုလုံးဟာကျွန်တော်တို့ရဲ့အချိန်စရာထဲမှာကြိုရှိနေခဲ့တယ်လို့မျိုးလုံးဝတည်ငြိမ်အေးဆေးနေတယ်ဗန်နက်စာလို့ကျွန်တော်အမေကမျက်လုံးဝိုင်းသားနဲ့တိုးတိုးလေးရေရွတ်လိုက်တယ်ညီးကဂျက်ဆာတင်နဲ့လက်ထပ်ထားတာလားနှစ်တောင်လားအမေရဲ့လက်ကရာဇဝတ်မှုတစ်ခုခုကိုမျက်မြင်တွေ့လိုက်ရတယ်လို့မျိုးသူ့ရင်ဘက်ပေါ်ကိုရောက်သွားတယ်နှစ်တောင်မင်းတို့ငါတို့ကိုတခွန်းမှမပြောခဲ့ဘူးကျွန်တော်နောက်ဆုံးမှာအခန်းထဲကိုပြန်နှမ်းဝင်လိုက်ပြီးကျွန်တော်နောက်ကတကားကိုပိတ်လိုက်တယ်ဒီနေ့ဖြစ်ပျက်နေတာတွေကိုကြည့်ရင်ရောကျွန်တော်တို့ပြောသိမ်းခဲ့တယ်လို့အမေတို့ထင်လားမော်ဂန်ရဲ့ပါဇက်ကပွင့်သွားပြီးမှပြန်ပိတ်သွားတယ်ပြီးနောက်သူမကရှေ့နေတွေဘက်ကိုချက်ချင်းလှည့်ကြည့်လိုက်တယ်သူဒီမှာဘာလုပ်နေတာလဲဗန်နက်စာကသူမကိုလစ်လူရှူထားပြီးအမျိုးသား3ဦးကိုဓာတ်ရိုက်စကားပြောလိုက်တယ်ရှင်တို့တွေကဘသူက
ဒီစာရွက်စာတမ်းကိုပြင်ဆင်တာလဲခေါင်းဆောင်ဖြစ်တဲ့ Frederick ကချောင်းတစ်ချက်ဟန့်လိုက်တယ်ကျွန်တော်ပြင်ဆင်တာပါကောင်းပြီလို့ဗန်နက်ဆာကပြောပြီးသူမရဲ့ဖိုင်တွဲကိုလှန်ဖွင့်လိုက်တယ်ဘာလို့လဲဆိုတော့ကမ်းလှမ်းချက်လက်ခံချက်အပြန်အလှန်အကျိုးခံစားခွင့်ဒါမှမဟုတ်တိကျတဲ့စည်းကမ်းချက်တွေမပါဘဲနဲ့စာချုပ်တစ်ခုကိုဘယ်လိုချုပ်ဆိုခွင့်ပြုထားတာလဲဆိုတာကျမသိချင်လို့ပဲဒါတင်မကသေးဘူးအီးမေးလ်တစ်ခုပေါ်အခြေခံပြီးနိုဒီတောင်လုပ်ထားသေးတာပဲ Frederick ကဒေါသတကြီးနဲ့မမဒါကတရားရုံးမဟုတ်ပါဘူးကျွန်တော်တို့ဒီကိုလာတာကညှိနှိုင်းပေးဖို့ပါလို့ပြောလိုက်တယ်မဟုတ်ဘူးရှင်တို့ဒီကိုလာတာကလူကြီးလူကောင်းလောင်ဆောင်ပြီးကျမယောက်ျားရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေမယ်လို့ချိန်ချောက်ပြီးငွေအမြောက်အများပေးရော်ဖို့ဖိအားပေးဖို့ပဲဒါဟာအတင်းအာရမစေခိုင်းမှုပဲတရားမယုံကသာဒါကိုသိရင်ရှင်တို့ကိုအရှင်လက်လက်ဝါးစားပစ်လိုက်မယ်ဒါပေမဲ့ရှင်တို့ဒါကိုကြိုသိပြီးသားပဲမဟုတ်လားအခုတော့မော်ဂန်ရဲ့ပပြင်တွေနီမြန်းနေပြီဂျက်ဆတင်လို့သူမကអော်လိုက်တယ်ဘာလို့သူ့ကိုဒီကိစ္စရဲဆွဲသွင်းရတာလဲဗန်နက်ဆာကသူမဘက်ကိုဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်တယ်သူမမျက်နှာမှာဘာခံစားချက်မှမရှိဘူးဘာလို့လဲဆိုတော့ညီးကကျမယောက်ျားကိုလိမ်လည်မှုတွေစာရွက်စာတမ်းအတူတွေပြီးတော့ငွေညှိချင်းချောက်မှုတွေနဲ့ချင်းချောက်ဖို့စူးစမ်းခဲ့လို့ပဲအဲ့ဒီတော့ဒါဟာကျမတို့နှစ်ယောက်လုံးရဲ့ပြဿနာဖြစ်သွားပြီးမော်ဂန်ရဲ့အတန်တွေတုံရင်လာပြီးညီးကငါ့ရဲ့တီးတန့်အစည်းအဝေးတွေကိုဒီအတိုင်းစွအတင်းဝင်လာလို့ရမယ်ထင်နေတာလားဗန်နက်ဆာကလက်တစ်ဖက်ကိုမြှောက်ပြလိုက်တယ်တော်တော့လို့ပြောလိုက်တယ်တခန်းလုံးတိတ်ဆိတ်သွားတယ်ပြီးနောက်သူမကအေးဆက်တည်ငြိမ်တဲ့အတန်နဲ့မေးလိုက်တယ်ညီးကသူ့ကိုဖျက်ဆီးပစ်မယ်လို့ပြောခဲ့တယ်နော်ဘလို့နီးနဲ့လဲမော်ဂန်မျက်တောင်တစ်ဖြက်ဖြက်ခတ်သွားတယ်ဘာပြောလိုက်တယ်ညီးကဂျက်စတင်ကိုဖျက်ဆီးပစ်မယ်လို့ပြောခဲ့တယ်လေညီးရဲ့အစီအစဉ်ကဘာလဲဗန္နာရေးဆိုင်ရာအချက်လက်အမှားတွေကိုပေါက်ကြားအောင်လုပ်မှာလားညီးတကယ်မသိတဲ့အရာတစ်ခုကိုသိတယ်လို့မျိုးဟန်ဆောင်မှာလားဥပဒေကြောင်းအရလုံခြုံရေးအလွှာပေါင်းများစွာနဲ့ကုမ္ပဏီအစုအဖွဲ့တွေအောက်မှာအကာအကွယ်ယူထားတဲ့လူတစ်ယောက်ရဲ့ဂုဏ်သိက္ခာကိုညီးကကြားစင်းအောင်လုပ်မလို့လားဟဲကျမကိုရှင်းပြစမ်းပါအောင်မော်ဂန်တရွေးတစ်ချက်မျိုးချလိုက်တယ်သူမရဲ့ဟန်ဆောင်မှုတွေကအမြန်ဆုံးပြိုလဲပျက်စီးနေပြီငါက၆ကြည့်တာပါအကြောက်တရားနဲ့တုံ့ပြန်အောင်လုပ်တဲ့နီးပြူဟာတစ်ခုပဲလေဒါဟာလွန်ခဲ့တဲ့9မိနစ်ကညီပြောခဲ့တဲ့စကားမဟုတ်ဘူးနော်တကားဝနာမှာကြောက်ရွံ့လို့ရက်နေတဲ့အမေကနောက်ဆုံးမှာစကားပြန်ပြောလာတယ်မော်ဂန်ဘာတွေဖြစ်နေတာလဲမော်ဂန်ကအမေဘက်ကိုလှည့်ပြီးမေအရာကိုဖုံးကွယ်ထားတာသူပါနော်သူကကျမတို့အားလုံးကိုနှစ်ပေါင်းများစွာလှည့်စားလာခဲ့တာသူကပတ်စံတွေဘလောက်တောင်ပုံနေမှန်းမသိတာဘူးဘာမှမရှိတဲ့တာမန်ဘန်နာရေးသမားတစ်ယောက်လိုကျမတို့ကိုယုံအောင်လုပ်ထားခဲ့တာလေသူကအဲ့ဒီလိုပတ်စံအပုံလိုက်ပေါ်မှာထိုင်နေပြီးတော့ကျမတို့ကိုကြတော့ဒီမင်္ဂလာဆောင်အတွက်အကျွေးတွေတင်အောင်လုပ်ခဲ့တာသူကကျမတို့အားလုံးထက်ပိုတာတလို့မျိုးပေါ့ကျွန်တော်မျက်တောင်တစ်ချက်ခတ်လိုက်မိတယ်အဲ့ဒီအချိန်မှာပဲအခြေအနေမှန်ကိုကျွန်တော်မြင်လိုက်ရတော့တာပဲဒါဟာတကယ်တော့ပတ်စံအကြောင်းမဟုတ်ပါဘူးတကယ်ကိုမဟုတ်တာပါဒါဟာထိန်းချုပ်မှုအကြောင်းပြီးတော့အထက်အောက်အဆင့်တန်းခွဲခြားထားတဲ့အထင်အမြင်မှားတွေအကြောင်းပဲမော်ဂန်ဟာအမြဲတမ်းမိဘတွေရဲ့အချစ်တော်ရွေးချယ်ခံရသူကျွန်တော်မိဘတွေရဲ့ဘဝတစ်ခုလုံးသူ့ကိုဗဟုပြုပြီးတိဆောက်ခဲ့ရတဲ့သမီးဖြစ်ခဲ့တာပြီးတော့ကျွန်တော်ကကြတော့သူ့ကိုထောက်ပံ့ဖို့လက်ခုပ်တီးပေးဖို့သူ့ရဲ့အိမ်မက်တွေကိုဗာမေးခွန်းမှမမေးပဲငွေကြေးထောက်ပံ့ပေးဖို့သူ့ဘေးနားမှာဝန်းရံနေရမယ့်သူလို့သတ်မှတ်ခံထားရတာသူမပါပဲကျွန်တော်မိသားစုမသိပဲနဲ့ကျွန်တော်ကကိုယ့်ဘာသာတိတ်တဆိတ်အောင်မြင်တဲ့ဘဝတစ်ခုကိုတိဆောက်ထားနိုင်ခဲ့တယ်ဆိုတဲ့အချက်ဟာသူ့မျက်လုံးထဲမှာတော့အကြီးမားဆုံးသောတစ္ဆာဖောက်မှုပဲဒါဟာသူ့ကိုထိခိုက်နာကျင်စေလို့မဟုတ်ပဲထိတ်ဆုံးမှရှိနေတဲ့သူ့ရဲ့နေရာကိုချင်းချောက်နေလို့ပဲဖြစ်တယ်ဒါဟာထိန်းချုပ်မှုအကြောင်းပြီးတော့အထက်အောက်အဆင့်တန်းခွဲခြားထားတဲ့အထင်မြင်မှားတွေအကြောင်းပဲဗန်နက်ဆာကရှေ့ကိုတလန်းတက်လိုက်ပြီးဖရက်ဒရစ်ရဲ့ရှေ့မှာစာရွက်စာတမ်းတွေတစ်ခုကိုချလိုက်တယ်ဒါကတော့ဂျက်စတင်ရဲ့ဗန်နာရေးဆိုင်ရာအချင်းချုပ်စာမျက်နှာတွေပဲပိုင်ဆိုင်မှုအကာအကွယ်ပေးရေးစည်းကမ်းချက်တွေပြင်ဆင်ပြောင်းလဲလို့မရတဲ့ယုံကြည်အနံ့မှုတွေနဲ့ပင်လယ်ရချရင်းနှီးမြှုပ်နှံမှုတွေဟာရှင်တို့ရဲ့အမှုသေးသေးလေးကိုအရာမထင်ဖြစ်စေလိမ့်မယ်ဗန်နက်ဆာကမော်ဂန်ဘက်ကိုလှည့်လိုက်ပြီးဒါဟာသူ့ကိုလှည့်စားဖို့ညီရဲ့နောက်ဆုံးခွင့်ရေးပဲညီအနေနဲ့ဒီထက်ပိုပြီးကောင်းကောင်းအသုံးချခဲ့တဲ့နာလို့ပြောလိုက်တယ်မော်ဂန်ရဲ့မျက်ဝန်းမှာမျက်ရည်တွေဝဲတက်လာပြီးသူမကကျွန်တော်ဘက်ကိုလှည့်ကာနေငါကိုလိန်ခဲ့တယ်လို့သူမကထွေးထုတ်တယ်လို့ပြောလိုက်တယ်နေငါကိုအဆက်ကွဲအောင်လုပ်ခဲ့တာငါနဲ့ပေါ်အားကိုးလို့ရတယ်လို့နေယုံအောင်လုပ်ခဲ့တယ်အခုကျတော့နင်းရဲ့ရှေ့နေမယားကိုဒီထဲခေါ်လာပြီးငါ့ကိုအကွက်ကြကြဖမ်းပြနေတာပေါ့လေကျွန်တော်သူမကိုစိုက်ကြည့်နေမိပြီးရင်ထဲမှာမရင်းနှီးတဲ့ခံစားချက်တစ်ခုရစ်ပတ်လာတာကိုခံစားရတယ်ဒါဟာတစ္ဆာဖောက်ခံရမှုတသက်တင်မဟုတ်ပါဘူးဒါဟာဝမ်းနည်းကြေကွဲမှုပဲကျွန်တော်အကြာကြီးဖတ်တွေ့ထားခဲ့တဲ့မိသားစုဆိုတဲ့အတွေးခေါ်အတွက်ဝမ်းနည်းရတာကျွန်တော်ဖြစ်ချင်ခဲ့တဲ့
မောင်နှမအရင်ချဆိုတဲ့စိတ်ကူးအတွက်ဝမ်းနေရတာပဲနင်ကအပေါ်ဘယ်တော့မှအားကိုးဖို့မကြိုးစားခဲ့ပါဘူးလို့ကျွန်တော်ကလေတံတိုးတိုးနဲ့ပြောလိုက်တယ်နင်ငါ့ကိုအတုံးချဖို့ပဲကြိုးစားခဲ့တာပြီးတော့ငါကအဟင်းအင်းလို့ပြောလိုက်တဲ့အချိန်မှာနင်ကစကားပြောဖို့မကြိုးစားခဲ့ဘူးနင်ရှိနေတွေကိုခေါ်လာခဲ့တယ်စာရွက်စာတမ်းတွေအတုလုပ်ခဲ့တယ်အမေကိုလက်နက်တပွဲအတုံးချခဲ့တယ်ငါတကယ်ပဲစိတ်ပြက်မိတယ်သူမအော်ဟစ်လိုက်တယ်ငါကခန်းထားတဲ့မင်္ဂလာဆောင်တစ်ခုနဲ့ထိုက်တန်တာလေနင်ကလေးစားမှုနဲ့ထိုက်တန်ပါတယ်လို့ကျွန်တော်ပြောလိုက်တယ်ဒါပေမဲ့ငါရဲ့လေးစားမှုကိုတော့နင်လွန်ခဲ့တဲ့အချိန်တော်ကြာကလေးကဆုံးရှုံးသွားခဲ့ပြီးတော့ကျွန်တော်အမေဘက်ကိုလှည့်လိုက်တယ်ပြီးတော့အမေကဒါတွေကိုဖြစ်ခွင့်ပေးခဲ့တယ်အမေသူ့ဘက်ကနေရက်တီပေးခဲ့တယ်အမှန်တရားကဘာလဲဆိုတာကျွန်တော်ကိုတခွန်းတောင်မမေးခဲ့ဘူးကျွန်တော်ကတခုခုပြန်ပေးဆက်ဖို့တာဝန်ရှိနေတယ်လို့မျိုးအမေကဒီအတိုင်းပဲယူဆခဲ့တယ်ကျွန်တော်ဟာအမေရဲ့သားတစ်ယောက်မဟုတ်ပဲအတုံးချစရာအရင်းအမြစ်တစ်ခုလိုမျိုးပေါ့အမေကတခုခုပြန်ညင်းချင်တဲ့ပုံစံမျိုးနဲ့ကြည်နေပေမဲ့ဘာစကားမှထွက်မလာခဲ့ဘူးတခုခုပြောင်းလဲသွားပြီဆိုတာကိုအမေနောက်ဆုံးမှသဘောပေါက်သွားတာလည်းဖြစ်နိုင်ပါတယ်မော်ဂန်ကပထမဆိုတဲ့စီကန်းချက်တွေနဲ့အစင်လာတွေဟာပျက်စီးသွားရုံတင်မကပဲလုံးဝကိုပြိုကွဲသွားခဲ့ပါပြီကျွန်တော်တကားဘက်ကိုလှည့်ထွက်လာပြီးဗန်နက်ဆက်လက်ကိုစုပ်ကင်လိုက်တယ်ကျွန်တော်တို့သွားကြဆိုကျွန်တော်နောက်ကနေမော်ဂန်ကစူးစူးဝါးဝါအော်ဟစ်လိုက်တယ်တကယ်ကိုပဲအော်ဟစ်လိုက်တာပါနင်ဒါအတွက်နောင်တရရလိမ့်မယ်ဂျက်စတင်ဖျားသခင်ကိုတိုင်တီးပြီးပြောရဲတယ်နင်နောင်တရရလိမ့်မယ်ဗန်နက်ဆာကခိတ္တမြရက်တန့်လိုက်ပြီးပြောလိုက်တယ်ချင်းချောက်တာတွေတော်တင်ပြီးကျမတို့အရာအားလုံးကိုမှတ်တမ်းတင်ထားတယ်အဲ့ဒီနောက်ကျွန်တော်တို့ထွက်လာခဲ့ကြတယ်ဒါပေမဲ့ဒါဟာပြီးသွားတာမဟုတ်ပါဘူးဘာလို့လဲဆိုတော့နောက်တစ်နေ့မှာမော်ဂန်ကအရှိန်မြင့်ပြီးထပ်မံတိုက်ခိုက်လာလို့ပါပဲအဲ့ဒီညကကျွန်တော်အိတ်မပြောခဲ့ဘူးဗန်နက်ဆာနဲ့ကျွန်တော်မိဖို့ကြောင့်စပွဲမှာထိုင်ပြီးအရာအားလုံးကိုပြန်လည်စစ်ဆေးနေခဲ့ကြတယ်ဥပဒေကြောင်းရတော့ကျွန်တော်တို့စိုးရိမ်စရာမရှိပါဘူးဗတ်ပေါင်းဆောင်ကနေအကာအကွယ်ယူထားပြီးသားပါဒါပေမဲ့စိတ်ခံစားချက်ပိုင်းရတော့ကျွန်တော်ပြိုလဲနေခဲ့တယ်အော်ဟစ်ငိုလိုနေတာမျိုးမဟုတ်ပဲကိုဘွားရဲ့အစိတ်ပိုင်းတစ်ခုဟာနှစ်ပေါင်းများစွာကြာအောင်ပုတ်ပွားနေခဲ့တာကိုသိလိုက်ရပြီးအဲ့ဒါကိုဝန်မခံချင်ခဲ့တဲ့အခါမျိုးမှာခံစားရတတ်တဲ့စွန့်အပြီးဟာလာဟင်းလင်းဖြစ်သွားတဲ့ခံစားချက်မျိုးပါနောက်တနေ့မနက်10 နာရီလောက်မှာကျွန်တော်ဖုန်းကတုန်ခါလာတော့တာပဲပထမဆုံးကျွန်တော်အတော်စီကဖုန်းလာတယ်ပြီးတော့ဝမ်းကွဲမောင်နှမတယောက်အဲ့ဒီနောက်လားနဲ့ချီပြီးအဆက်အသွယ်မရှိတဲ့တငယ်ချင်းဟောင်းတယောက်စီကပါဖုန်းတွေလာတယ်ဗန်နက်ဆာကသူ့ဖုန်းကိုစစ်ကြည့်ပြီးငြိမ်သက်သွားတယ်သူတခုခုတင်လိုက်ပြီးတဲ့တေချာတာပေါ့မော်ဂန်က Facebook အဲ့ဒီနောက် Instagram ပြီးတော့နောက်ဆုံး LinkedIn မှာပါတင်လိုက်တာသူမရဲ့အကိုအရင်ဖြစ်သူကမင်္ဂလာဆောင်ခါနီရက်ပိုင်းလိုမှာငွေကြေးထောက်ပံ့မှုကိုရုပ်သိမ်းလိုက်လို့စိတ်ပိုင်းဆိုင်ရာအရာဘလို့တောင်ကြေကွဲပျက်စီးနေရကြောင်းစာသားတွေကိုတေးသေးချာချာရွေးချယ်ပြီးရေးသားထားတာပါသူမကိုသူမလောဘသားရဲ့တားကောင်ဖြစ်တဲ့အောင်ပုံဖော်ထားပြီးကျွန်တော်ကရက်ဆက်တဲ့ဂရီတစ်ခုပေးခဲ့ပြီးမှနောက်ဆုံးမိနစ်မှာနောက်ဆုတ်သွားသလိုမျိုးတွေ့ဝိုက်ပြောဆိုထားပါတယ်သူမကျွန်တော်နာမည်ကိုထည့်မပြောပေမဲ့ပြောစရာလည်းမလိုပါဘူးဆိုလိုရင်းကရှင်းနေတာပဲလေဇလန်းကတော့အကွက်ကြကြဖန်တီးပြီးသွားပြီအဲ့ဒီကမှတ်ချက်တွေကတော့ဗျာလူတွေကအနစ်နာခံရတဲ့တားကောင်ဆိုရင်တိတ်တနာတက်ကြတာပဲတနာရီတွင်းမှာပဲကျွန်တော်စီကို message တွေတဟုန်ထိုးရောက်လာတော့တယ်ဒါပေမဲ့အစိုးဆုံးအပိုင်းကတော့အမေကအဲ့ဒီ post အောက်မှာ comment ဝင်ပေးတာပါပဲနှလုံးသားပုံ emoji လေးတစ်ခုရဲ့သမီးဒါမျိုးနဲ့မထိုက်တန်ပါဘူးအမေတို့သမီးကိုချစ်တယ်ဆိုတဲ့စာသားလေးရဲ့ပဲဘာကာကွယ်ပေးမှုမှမရှိဘူးမော်ဂန်ရဲ့နာမည်ဖြတ်တိုက်ခိုက်မှုအပေါ်လူသိရှင်ကြားထောက်ခံလိုက်တဲ့တော့ပါပဲအဲ့ဒီအချိန်မှာပဲကျွန်တော်စိတ်ထဲကတခုခုကပြတ်တောက်သွားသလိုခံစားလိုက်ရတယ်သူတို့ကိုကာကွယ်ပေးနေတာတွေဒီမှာတင်တော့ပြီဗန်နက်ဆာကစပွဲတစ်ဖက်ကနေကျွန်တော်ကိုကြည့်ပြီးအစင်သင့်မဲလားလို့မေးတယ်ကျွန်တော်ခေါင်းတစ်ချက်ငိမ့်ပြလိုက်တယ်သူတို့ဘသူနဲ့ရင်ဆိုင်နေရလဲဆိုတာကိုပြလိုက်ကြစို့ကျွန်တော်မိသားစုတွေကဘသူကိုမှ3 ရက်တိုင်စကားမပြောဘဲနေခဲ့တယ်တငယ်ချင်းတွေအတန်းဖော်ဟောင်းတွေအလှမ်းဝေးတဲ့အမျိုးတွေအားလုံးကဒီကိစ္စမှာဝင်ပါဖို့လိုအပ်တယ်လို့ရုတ်တရက်ခံစားနေကြပုံပဲဘာလို့လဲဆိုတော့အမျိုးသမီးတယောက်ကဆိုရှယ်မီဒီယာပေါ်မှာငိုပြပြီးသစ္စာဖောက်သွားတယ်လို့ပြောလိုက်ရင်ဘသူကမှနှစ်ခါပြန်မစင်းစားတော့လို့ပါပဲသူတို့ကသူတို့ရဲ့ digital လက်နက်တွေကိုကင်ဆွဲပြီးဝိုင်းဝန်းတိုက်ခိုက်ဖို့ပဲပြင်ဆင်ကြတော့တာပါအဲ့ဒီလိုအခြေအနေမျိုးကဘလောက်တောင်အထီးကျန်ဖို့ကောင်းလဲဆိုတာကျွန်တော်ကြိုတင်ပြင်ဆင်မထားမိခဲ့ဘူးမိဘတွေရဲ့အခွန်ကိစ္စတွေကိုကူညီပေးခဲ့တယ်မော်ဂန်ရဲ့ကားရိတ်ကြဝယ်ဖို့အတွက်အာမခံလက်မှတ်ထိုးပေးခဲ့တယ်ဒါတွေအတွက်ဘယ်တော့မှဂုံပုတ်မလိုချင်ခဲ့ဘူးဒါပေမဲ့မော်ဂန်ရဲ့ post တင်ပြီးနောက်မှာတော့အဲ့ဒါတွေကဘာမှအရေးမပါတော့ပါဘူးသူမရဲ့တူးရဲသောမောင်နှမကစစ်ပိုင်းဆိုင်ရာအရာဘလို့ပြစ်ပယ်ပြီးငွေကြေးအရာဘလို့ဆုံးပြစ်သွားခဲ့ကြောင်းစာသားတွေအလှဆင်ပြီးလူအများယုံအောင်လှည့်စားရေးထားတဲ့စာစုတိုလေးအဲ့ဒီထဲမှာအတူပြုလုပ်ထားတဲ့စာချုပ်အကြောင်းရှင်းနေတွေအကြောင်းဒါမှမဟုတ်ချင်းချောက်မှုတွေအကြောင်းကိုတော့သူမတခုမှထည့်မပြောသွားခဲ့ဘူးလမ်းမသွားတဲ့ helmet ရုပ်ရှင်ကားတကားလိုပဲပုံဖော်သွားခဲ့တာတနာစရာသူတို့သမီးရက်ဆက်တဲ့အကိုလောဘကြောင့်မိသားစုတွေကွဲအိပ်ရတဲ့ကြေကွဲစရာဇလန်းပေါ့အဆိုးဆုံးကတော့
ကျွန်တော်မိဘတွေကအဲ့ဒီဇလန်းဘက်ကနေရက်တီပေးခဲ့တာပါပဲကျွန်တော်စီကိုဖုန်းတစ်ချက်တောင်မလာခဲ့ဘူးနောက်2ရက်အကြာမှာတော့အမေကမော်ဂန်ရဲ့အခြားတစ်ပုံကိုတင်လိုက်ပြီးငါရဲ့လှပတဲ့သမီးလေးဟာဒီလောကမှာအကောင်းဆုံးတွေနဲ့ပဲထိုက်တန်ပါတယ်အမေတို့သမီးဘက်မှာအမြဲရှိနေမယ်ဆိုပြီးစာသားရေးခဲ့တယ်ကျွန်တော်ကတော့မီးဖိုချောင်းထဲမှာထိုင်ရင်းဖုန်းကိုပုတ်ကြည့်နေမိတယ်ဒေါသတောင်မထွက်တော့ပါဘူးထုံကျင်သွားတာပါအဲ့ဒီအပတ်ကကျွန်တော်ထမင်းသိမ့်မစားဖြစ်ဘူးဗနက်စာကကျွန်တော်ကိုစကားပြောလာအောင်ညီမျိုးစုံနဲ့ညင်သာစွာစူးစမ်းရှာပါတယ်သူမကအတင်းကျပ်မလုပ်ပါဘူးလက်ဖက်ရည်ဖြော်ပေးတယ်စာလေးတွေရေးထားပေးတယ်ပြီးတော့ကျွန်တော်ဘေးမှာတိတ်တိတ်ဆိတ်ဆိတ်လေးလာထိုင်ပေးတယ်ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာတခုခုစုပြုံလာတာကိုခံစားနေရတယ်အဲ့ဒါကဒေါသတော့မဟုတ်သေးဘူးရင်ဘတ်ထဲမှာအေးဆက်ပြီးလေးလံတဲ့နာကျင်မှုတစ်ခုကမင်းဟာဒီမိသားစုရဲ့အစိတ်ပိုင်းမဟုတ်တော့ဘူးတကယ်တော့ဘယ်တော့မှလည်းမဟုတ်ခဲ့ဘူးထင်ပါရဲ့လို့လာပြီးတိုးတိုးလေးပြောနေတယ်လို့ပဲ၄ရက်မြောက်နေ့မှာကျွန်တော်ကားမောင်းထွက်လာခဲ့တယ်တမတ်နေရရဲလို့မရှိပါဘူးကားထဲဝင်ပြီးမောင်းထွက်လာခဲ့တာနောက်ဆုံးတော့ကျွန်တော်နဲ့မော်ဂန်တို့ကလေးဘွားက